တကယ်လို့များတင်ဟာရင်းနှီးမြှုပ်နှံမှုမှာ60ရာခိုင်နှုန်းလောက်ဆုံးရှုံးမှုကို6နှစ်လောက်ထိတီးခံနိုင်ဖို့အသင့်မဖြစ်သေးဘူးဆိုရင်ဘာဖြစ်မလဲဆိုတာစဉ်းစားကြည့်ပါ10ရာခိုင်နှုန်းလောက်လေးကျဆင်းတာနဲ့တောင်စိုးရိမ်ပြီးရှယ်ယာဈေးတွေကိုခဏစစ်ဆေးနေရတယ်ဆိုရင်ဒါဟာရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်စိတ်သက်ကြံ့ခိုင်မှုမပြည့်ဝသေးဘူးဆိုတာပြသနေပါတယ်ဒီလိုမျိုးစိန်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်ပြီးရင်းနှီးမြှုပ်နှံမှုအောင်မြင်အောင်လုပ်မလဲဆိုတာသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်ဖို့လိုပါတယ်ဒီတစ်ခါမှာတော့ရှီယာဒါဟီဒီယိုရေးသားခဲ့တဲ့အာလ်ကန်အတွေးခေါ်ဆိုတဲ့စာအုပ်ကိုမိတ်ဆွေတို့ကိုမိတ်ဆက်ပေးခြင်းပါတယ်ဒီစာအုပ်ကကမ္ဘာစီးပွားရေးကိုကိုယ့်ဘက်ပါအောင်လုပ်နိုင်မဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှုနည်းလမ်းတွေကိုဖော်ပြထားတာဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံမှုဆိုတာစဖို့ထက်ဆက်ပြီးလှုပ်ဆောင်ဖို့ကပိုပြီးခက်ခဲတယ်လို့ပြောကြပါတယ်စာအုပ်ရေးသားသူရှီယာဒါဟီဒီယိုဟာ EMASIS Slim All Country ဆိုတဲ့နာမည်ကြီးရင်းနှီးမြှုပ်နှံမှုရန်ပုံငွေရဲ့ဖခင်တူလည်းဖြစ်ပါတယ်သူကရင်းနှီးမြှုပ်နှံမှုမှာအနိုင်ရဖို့အကောင်းဆုံးနည်းလမ်းတွေကိုဒီစာအုပ်ထဲမှာဖော်ပြပေးထားပါတယ်ရင်းနှီးမြှုပ်နှံသူတိုင်းသိထားတဲ့လျှို့ဝှက်ချက်တွေနဲ့ထွက်ပေါက်ဗျူဟာတွေကိုလည်းဒီဗီဒီယိုမှာရှင်းပြသွားမှာဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံမှုမှာအရေးကြီးဆုံးအချက်ကရေရှည်နဲ့ပြန့်ကျဲရင်းနှီးမြှုပ်နှံခြင်းပါပဲတနေ့ထဲမှာရှယ်ယာဈေး10ရာခိုင်နှုန်းလောက်ကျဆင်းတာကရေရှည်ရင်းနှီးမြှုပ်နှံမှုမှာတိတ်ဆိုးရင်စရာမဟုတ်ပါဘူးဒါပေမဲ့ Lehman Shock လိုမျိုးအကြီးအကျယ်ကျဆင်းမှုတွေမှာဆိုရင်ကမ္ဘာရှယ်ယာဈေးက60ရာခိုင်နှုန်းလောက်ကျဆင်းသွားတတ်ပါတယ်ဒီလိုကျဆင်းမှုကနေပြန်လည်နားလည်ထုဖို့6နှစ်လောက်အချိန်ယူခဲ့ရပါတယ်အာလ်ကန်လိုရန်ပုံငွေမျိုးရင်းနှီးမြှုပ်နှံထားတယ်ဆိုရင်ဒီလိုအခြေအနေမျိုးကိုကြုံတွေ့ရနိုင်တာမို့တင့်အနေနဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့အရေးကြီးပါတယ်အရင်တုန်းက S&P 500လို့အမေရိကန်တစ်ခုတည်းကိုပဲရင်းနှီးမြှုပ်နှံတာကအကျိုးများခဲ့ပါတယ်ဒါပေမဲ့အခုခေတ်မှာကမ္ဘာကြီးကအမေရိကန်တစ်ခုတည်းကိုပဲမှီခိုနေတဲ့ခေတ်မဟုတ်တော့ပါဘူးဥပမာအီရန်စစ်ပွဲလိုကိစ္စတွေမှာအမေရိကန်ကအရင်လိုလွှမ်းမိုးနိုင်စွမ်းမရှိတော့ဘူးဆိုတာတွေ့မြင်နိုင်ပါတယ်ဒါကြောင့် all country ဒါမှမဟုတ် VT လိုမျိုးကမ္ဘာလုံးဆိုင်ရာရှယ်ယာတွေမှာပြန့်ကျဲရင်းနှီးမြှုပ်နှံတာကစွန့်စားရမှုကိုလှော့ချပေးပြီးရေရှည်အတွက်ပိုမိုခိုင်မာစေပါတယ်ရင်းနှီးမြှုပ်နှံမှုမှာရှယ်ယာတွေပဲပြန့်ကျဲရင်းနှီးမြှုပ်နှံတာမဟုတ်ဘဲငွေကြေးတွေကိုလည်းပြန့်ကျဲရင်းနှီးမြှုပ်နှံဖို့လိုပါတယ်ဂျပန်ယန်းဟာ1985ခုနှစ်ပလာဇာသဘောတူညီချက်Plaza Accord နောက်ပိုင်းမှာတန်ဖိုးမြင့်တက်ခဲ့ပေမဲ့အခုခါမှာဂျပန်ရဲ့စီးပွားရေးနှေးကွေးမှုကြောင့်ရန်တန်ဖိုးကျဆင်းနေပါတယ်။ S&P 500ကအမေရိကန်ဒေါ်လာနဲ့သာရင်းနှီးမြှုပ်နှံတာဖြစ်လို့ရန်တန်ဖိုးမြင့်တက်လာတဲ့ခါမှာတင်းရဲ့ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကထက်ဝက်လောက်ကျဆင်းသွားနိုင်ပါတယ်။အာလ်ကန်လိုရန်ပုံငွေမျိုးကကမ္ဘာငွေကြေးတွေကိုအလိုလျောက်ပြန်ကျဲရင်းနှီးမြှုပ်နှံပေးတာမို့ငွေကြေးအတက်ကြတန်ကိုကာကွယ်ပေးနိုင်ပါတယ်။ဒီနေ့ခေတ်ရှယ်ယာဈေးကွက်မှာ AI ရဲ့အခန်းကဏ္ဍကအရန်ကြီးမားလာပါတယ်။ AI ကကုမ္ပဏီရဲ့ဘဏ္ဍာရေးအချက်လက်တွေနဲ့သတင်းတွေကိုစက္ကန့်ပိုင်းအတွင်းခွဲခြမ်းစိတ်ဖြာပြီးရှယ်ယာဈေးတွေကိုချက်ချင်းဆိုသလိုပြောင်းလဲပစ်နိုင်ပါတယ်။ဒါကြောင့်လူသားတွေအနေနဲ့ဘယ်ရှယ်ယာတက်မလဲဘယ်ရှယ်ယာကျမလဲဆိုတာမှန်းဆပြီးရင်းနှီးမြှုပ်နှံတာထက်ကမ္ဘာဈေးကွက်ကြီးတစ်ခုလုံးရဲ့တိုးတက်မှုကိုအားကိုးပြီးရင်းနှီးမြှုပ်နှံတာကပိုပြီးကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံမှုစတင်ပုံနဲ့ဘယ်ရှယ်ယာတွေကိုဝယ်ရမလဲဆိုတာကိုပဲလူတွေကအာရုံစိုက်နေတတ်ကြပါတယ်။တကယ်တော့ရင်းနှီးမြှုပ်နှံမှုဆိုတာငွေကိုတိုးပွားအောင်လုပ်ပြီးအဲ့ဒီငွေကိုနောက်ဆုံးမှအသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ဒါကြောင့်ရင်းနှီးမြှုပ်နှံမှုကိုဘယ်လိုအဆုံးသတ်မလဲဘယ်လိုအကောင်းဆုံးငွေထုတ်ယူမလဲဆိုတဲ့ထွက်ပေါက်ဗျူဟာကလည်းအရေးကြီးပါတယ်။ဒီအချက်ကိုမသိရင်ပင်စင်ယူတဲ့အချိန်မှာဒါမှမဟုတ်ငွေလိုတဲ့အချိန်မှာဘယ်လိုထုတ်ရမှန်းမသိပဲဖြစ်နေပါလိမ့်မယ်။ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေကိုထုတ်ယူတဲ့အခါမှာလည်းဗျူဟာရှိဖို့လိုပါတယ်။စာရေးသူက100ကနေကိုယ့်အသက်ကိုနှုတ်ပြီးရတဲ့ရာဂိုင်နှုန်းကိုစွန့်စားရတဲ့ပိုင်ဆိုင်မှုအဖြစ်ထားရှိပါလို့အကြံပေးပါတယ်။ဥပမာ65နှစ်မှာဆိုရင်100ကနေ65နှုတ်ရင်35ရာဂိုင်နှုန်းကိုစွန့်စားရတဲ့ပိုင်ဆိုင်မှုဥပမာရှယ်ယာအဖြစ်ထားပြီးကျန်တာတွေကိုအန်တရယ်ကင်းတဲ့ငွေသားဒါမှမဟုတ်စပေါ်ငွေတွေအဖြစ်ထားရှိရမှာဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့အမျှဈေးကွက်ကျဆင်းတဲ့အခါပြန်လည်နာလန်ထူဖို့အချိန်နည်းလာတာကြောင့်ဒီနည်းလမ်းကပိုမိုတင့်တော်ပါတယ်။လူငယ်ရင်းနှီးမြှုပ်နှံသူတွေအတွက်အရေးကြီးတဲ့မေးခွန်းတစ်ခုကရေရှည်ရင်းနှီးမြှုပ်နှံမှုနဲ့လက်ရှိဘဝကိုဘယ်လိုမျှတအောင်လုပ်မလဲဆိုတာပါပဲ။ရေရှည်ရင်းနှီးမြှုပ်နှံမှုကအရေးကြီးသလိုအခုအချိန်မှာငွေသုံးစွဲတာကလည်းအရေးကြီးပါတယ်။အဖြေကတော့ငွေကိုရည်ရွယ်ချက်အလိုက်ခွဲထားခြင်းပါပဲ။အိမ်ဝယ်ဖို့ဒါမှမဟုတ်ကလေးတွေရဲ့ပညာရေးလိုနီးစပ်တဲ့အနာဂတ်မှာသုံးဖို့အတွက်ငွေတွေကိုရှယ်ယာတွေလိုစွန့်စားရတဲ့ပိုင်ဆိုင်မှုတွေမှာထည့်ထားတာမျိုးမလုပ်သင့်ပါဘူး။ ဒီ
ဒီလိုငွေတွေကိုအန်ဒီယေကင်းနဲ့စဘောငွေတွေဒါမှမဟုတ်ငွေသားတွေအဖြစ်ထားရှိသင့်ပြီးအငင်းစားယူဖို့လို့ရေရှည်အတွက်ကိုတော့ရှယ်ယာတွေမှာရင်းနှီးမြှုပ်နှံထားသင့်ပါတယ် ဂျပန်လူမျိုးတွေကငွေစုဆောင်းရတာကိုကြိုက်ပြီးငွေသုံးစွဲရတာကိုခက်ခဲတယ်လို့ပြောကြပါတယ်။ဒါပေမဲ့အမေရိကန်လူမျိုးတွေကတော့ငွေကိုတိုးပွားအောင်လုပ်ရင်းနဲ့အဲ့ဒီငွေကိုဘလို့အကောင်းဆုံးသုံးစွဲရမလဲဆိုတာကိုလည်းကောင်းကောင်းသိပါတယ်။သူတို့ကယင်းနှီးမြှုပ်နှံမှုကနေရတဲ့ငွေတွေကိုအငိမ့်စားယူချိန်မှာနေထိုင်မှုအဆင့်အတန်းမြင့်တင်ဖို့အိမ်ဝယ်ဖို့ပညာရေးအတွက်ယင်းနှီးမြှုပ်နှံဖို့ကိုတိုးတက်အောင်လုပ်ဖို့လှူဒန်းဖို့နဲ့အသက်ရှိစင်မှာပဲအမွေပေးဖို့စတဲ့ရည်ရွယ်ချက်6မျိုးနဲ့သုံးစွဲကြပါတယ်ဒီလိုရည်ရွယ်ချက်ရှင်းရှင်းလင်းလင်းနဲ့ငွေသုံးစွဲတတ်တဲ့အမေရိကန်တွေရဲ့နီးလန်းကနေကျွန်တော်တို့သင်ယူသင့်ပါတယ်ဒီဗီဒီယိုမှာရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်မရှိမဖြစ်လိုအပ်တဲ့နည်းဗျူဟာတွေဈေးကွက်ကျဆင်းမှုကိုရင်ဆိုင်နိုင်ပုံတွေနဲ့ပင်စင်ယူတဲ့အခါငွေကိုဘယ်လိုစနစ်တကျထုတ်ယူရမလဲဆိုတာတွေကိုလေ့လာခဲ့ရပါတယ်ဒီလိုမျိုးစနစ်တကျရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့အဖိုးတန်ဗဟုသုတတွေကိုဆက်ပြီးသိချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့အနာဂတ်ဗီဒီယိုတွေကိုဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်